စစ်စရာကောင်းတဲ့အမှုအရာစကားပြောဟန်ကြောင့်နာမည်ကြီးမင်းသမီးဖြစ်လာဖို့တည်ကြနေတဲ့အကြိုင်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ရွှေမလေး channel ကနေကြလေးကြိုဆိုလိုက်ပါတယ်အကြိုင်ဆိုတာရွှေကြိုပြိုင်ပွဲဝင်မဖြစ်ခင်ကတည်းကလူမှုကွန်ရက် TikTok ပေါ်မှာ follower တန်းနဲ့ချီရှိတဲ့ဆယ်လီတယောက်ပါသူမရဲ့ထူးခြားချက်ကတော့ထိုင်း DJ သချင်းလေးတွေနဲ့တော်တော်လက်ကပြတတ်တဲ့ဟန်ပန်လေးတွေနဲ့စစ်စရာကောင်းတဲ့အမှုအရာလေးတွေကြောင့်လူသိများလာပါတယ်သူမကတခြားဆယ်လီတွေနဲ့မတူပဲအရန်ကိုသွားလက်ပြီးတော့ပွင့်လင်းယူသားတဲ့ပုံစံလေးရှိအားကြောင့်ပရိသတ်တွေကအကြိုင်လို့ချစ်စံတို့နဲ့ခေါ်ဝေါ်ကြတာပဲဖြစ်ပါတယ်။အကြိုင်ကသူမရဲ့ဗီဒီယိုတွေမှာမမေနဲ့အတူချွတ်ချွတ်နဲ့ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ပုံစံလေးတွေကြောင့်လူကြည့်လူခင်အယံများတာပါ။သူမရဲ့ဗီဒီယိုကြည့်ရှုသူ viewer တွေကမီလီယံနဲ့ချီရှိနေရကြောင်းရွှေကြိုပြိုင်ပွဲကိုဝင်ပြိုင်တဲ့အခါမှာသူမရဲ့ fan အင်အားကတခြားသူတွေထက်တိတိတသားကိုတောင်းတင်းနေတာတွေ့ရပါတယ်။ဒါကတသက်သအနုပညာရှင်တယောက်အတွက်အလွန်ကြီးမားတဲ့အားသာချက်တစ်ခုပါ။ရွှေကြိုရွေးချယ်ပွဲဒုတိယအဆင့်မှာတင်ဝိုင်းရင်မင်းသားကြီးမင်းသမီးကြီးတွေရဲ့အာရုံစိုက်မှုကိုသူမကရရှိခဲ့ရပါ။အကယ်ဒမီမိသားစုကအကြိုင်လေးလားဆိုပြီးတော့တကူတကခေါ်ယူမေးမြန်းရတဲ့အထိသူမရဲ့နာမည်ကကြော်ကြားနေတာပါနောက်ဆုံးအဆင့်လူတွေ့စစ်ဆေးမှုမှာလည်းအကြိုင်ကသူမရဲ့တဘာဝကြကြချစ်စရာကောင်းတဲ့ပုံစံလေးတွေကြောင့်ဒိုင်လူကြီးတွေရဲ့အသေးကိုအကြီးပြောစီခဲ့သူပါတခြားပြန်ဝင်တွေကိုအခက်ခက်မေးခွန်းတွေမေးတတ်တဲ့ထိုင်တွေကအကြိုင်ရှိရောက်တဲ့အခါမှာသူမရဲ့ချွတ်ချွတ်နဲ့စကားပြောဟန်လေးတွေကြောင့်ပြုံးပျော်ပြီးတော့အားပေးခဲ့ကြတာပါပွဲစဉ်အတွင်းမှာအကယ်ဒမီခန့်ချီသူကအကြိုင်ကိုသူမရဲ့နာမည်ကျော်ထွန်းကြိုင်အကောက်ကိုကပြဖို့အတွက်တောင်းဆိုခဲ့သလိုဒါရိုက်တာညွန့်မြန်မာညီညီအောင်ကအကြိုင်ထက်သူမရဲ့မိမိကပို့ပြီးတော့ချစ်ဖို့ကောင်းနေလို့နောက်နှစ်မှာအမေဝါလာပြိုင်ဖို့အတွက်စနောက်ခဲ့ပါသေးတယ်အကြိုင်ကတော့ရှက်ရှက်နဲ့ပဲထွန်းကြိုင်အကောက်ကို2မိနစ်လောက်ကပြခဲ့ရပြီးတော့ဒိုင်တွေအားလုံးကိုပျော်ရွှင်စေခဲ့ပါတယ်။တရုတ်ဆောင်ပိုင်းမှာဒိုင်ယော်လလေးတွေအနေငယ်မိသွားတာကလွဲရင်ကျန်တဲ့အပိုင်းတွေမှာတော့သူမကထူးခြားတဲ့တရုတ်ဆောင်စွမ်းရည်ကိုပြသနိုင်ခဲ့ပါတယ်။အခုလိုရုပ်ရည်ရောအမူအရာပါပြည့်စုံလုံးတဲ့အကြိုင်ကဒီနှစ်အတွက်ရွှေကြိုအဖြစ်ကျင်းတည်ရွေးချယ်ခံရဖို့ရှိနေုံတင်မကမြန်မာရုပ်ရှင်လောကအတွက်မျိုးဆက်သစ်မင်းသမီးကျော်လေးတစ်ယောက်ဖြစ်လာဖို့ပါတည်ကြနေပြီလို့အားလုံးကထင်ကြီးပေးနေကြပါတယ်သူမရဲ့ပွင့်လင်းရိုးသားတဲ့ဇီရိုက်နဲ့ပရိသတ်ကိုဆွဲဆောင်နိုင်တဲ့အရေးချင်းကနောက်တစ်ချိန်မှာထိတ်တန်းမင်းသမီးတက်လက်ဖြစ်လာဖို့လုံလောက်တဲ့အခြေခံကောင်းတွေပဲဖြစ်ပါတယ်။အကြံရဲ့ခီးလန်းက TikTok လို social media ကနေတဆင့်တကယ်အနုပညာရှင်စင်မြင့်ထက်ကိုတက်လှမ်းနိုင်ဖို့ကြိုးစားနေတာဖြစ်လို့အရန်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ်။သူမကလှပယုံတင်မကပဲကိုကြီးကိုသွေးအားကောင်းသလိုတွက်လက်ထက်မြက်ပြီးတော့ချစ်စရာကောင်းတာကြောင့်ဒိုင်တွေရဲ့အမှတ်ပေးမှုတွေကိုရရှိထားတာပါ။အကယ်ဒမီပွဲကြီးမှာရွှေကြိုဝတ်ဆောင်လေးတွေနဲ့အကြံကိုမြင်တွေ့ရဖို့ကတော့အခွင့်အရေးအရန်ကိုများနေပြီလို့ဆိုရမှာပါဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးတို့ရောချစ်စရာကောင်းတဲ့အကြိုင်လေးကိုရွှေချိုဖြစ်နဲ့မြင်တွေ့ကြကြလားသူမရဲ့ TikTok ဗီဒီယိုလေးတွေကိုရောဘယ်လောက်ထိသဘောကျနေသက်လဲဆိုတာမှတ်ချက်မှာဝင်ရောက်ဆွေးနွေးပေးပါအောင်ရှင်နောက်ထပ်လည်းစိတ်ဝင်စားဖွယ်ရာအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးခဲ့ကြပါဦးနော်ကြည့်ရှုပေးရတဲ့အတွက်ပရိသတ်များအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်